Hello မင်္ဂလာပါရှင်ဒီနေ့တော့ကေကဝမ်တာစီယာစကားပြောပြမှာဖြစ်ပါတယ်အဲ့ဒါကတော့ကေအဲ့ဒါတိတ်တော့အတုံးဟိုမဖြစ်ဘူးပေါ့နော် subscriber လည်းမဟုတ်ဘူး like လည်းမဟုတ်ဘူး share လည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့် viewer ပါ viewer 1900ပြည့်သွားပြီပေါ့နော် viewer 1900မှာ19k ပေါ့နော် 19.0k ပြည့်သွားပါပြီပြည့်သွားတဲ့အနေနဲ့ဒီမှာဖောက်ပြဒီမှာဒါဖောက်ပြပါမယ်ဘက်ကအင်ဂျင်လာလေးမျိုးကောင်းတယ်တောက်ပြီအဲ့တော့ဘက်ကအင်ဂျင်လာလေးသူရှာဒီတိုင်းထောက်ရတော့တော်ပြီဒီမှာပါဆက်ကောင်းတယ်ဒီမှာငါတာအပေါ်ငါတာကုန်သွားပါပြီအဲ့ဆိုရင်တော့ဘိုင်ကေကအဲ့ဒီ 19.k view ကြည့်တဲ့အတွက်လာပြောတာပါဒီနေ့တော့ပါဘိုင်တမီကေဗီဒီယိုကိုကြည့်ရသူတွေကရောအားလုံးကျေးဇူးတင်ပါတယ်ကေဒီလို 19k view ဆိုတာကအရင်တည်းကလုံးဝမရဘူးပါဘူးအခုရဘူးတော့ကေအရန်ပျော်မိပါတယ်ကေတခြားဖုန်းတွေနဲ့လည်းဖြစ်ဘူးပါတယ်ဒါပေမဲ့ဟိုကမဖြစ်ဘူးပေါ့နော်ကေအဲ့လို 19k မဖြစ်ဘူး subscriber ဆိုလဲလုံးဝမရှိဘူးဒါပေမဲ့ကေမှာအခု9 subscriber ရှိရပေါ့နော်ကေဗီဒီယိုလေးကို subscribe လုပ်ပေးကြပါအောင်အဲ့ဆိုရင်ဒါလေးလာပြောပြရပါဒီနေ့တော့ပါပဲ bye bye